ဆောင်ကအေးလို့နေတဲ့အရင်ကတည်းတယောက်တည်းရင်ဆိုင်ဖြတ်သန်းရတွေ့တယ်လွန်ရစတာနေရခက်ရင်ဝင်မှာကိုငွေနှွေးစေခြင်းပြန်ခဲ့တော့တော့ဒီဆောင်တွေမကုန်ခင်ထပ်သွားတော့ငါပြောဘူးတယ်လေပြန်မယ်ဆောင်နဲ့မကနိုင်ဒီဆောင်တွေမူလို့ခိုက်ခိုက်တုံအောင်သူထုံးနဲ့စာနာပါလုံးလုံးလာပြီကွာပြန်ခဲ့တော့တော့ချစ်ဆုံးရောက်လာတော့ဒီဆောင်ဝေးမကုန်ခင်သွားခေါ်လို့ရရင်ခေါ်ချင်ပါတဲ့အပြေးလေးမလွဲတာဘူးဆောင်ကိုပဲပြည့်စုံမဲ့သူတော့အာနာတယ်ရမလာရင်ခဲခချီရဲ့ဒီဆောင်တွေမကုန်ခင်အားလုံးသွားခေါ်လို့မလွဲတာဘူးဆောင်ကိုပဲပြည့်စုံမဲ့သူတော့အာနာတယ်ရမလာရင်ခဲခချီရဲ့ကျေးဇူးများတင်ပါတယ်